ငါငယ်ငယ်ကအတန်းထဲမှာခုံခေါက်ရင်တဲ့ချင်းလေးဆိုဒါကိုဆရာမကြတော့အတန်းရှိကိုလာစမ်းလူပုံလဲရှက်ကြီးရှက်ရအောင်